အားလုံးပဲမင်္ဂလာပါစပေါ်ဘိုက်ကနေကြိုဆိုလိုက်ပါတယ်လက်ရှိချိန်မှာတော့ Chelsea အသင်းကိုပြောင်းရွှေ့ဖို့အတွက်သတင်းတော်များများထွက်ပေါ်နေခဲ့တဲ့ Sunderland အသင်းရဲ့အသင်းကောင်းဆောင်အရင်တော့ဒီ Arsenal နဲ့ Leverkusen အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ Granit Xhaka ကတော့သူ့အနေနဲ့ဒီ Chelsea အသင်းနဲ့ပတ်သက်ပြီးတော့အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်Chelsea အသင်းကဒီလန်ဒန်မှာအကောင်းဆုံးအသင်းဆိုတာတော့လူတိုင်းလက်ခံရမယ်အောင်မြင်ဆုံးအသင်းဆိုတာကလည်းလူတိုင်းလက်ခံရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ Chelsea အသင်းရရှိခဲ့တဲ့စုဖလားတွေအောင်မြင်မှုတွေကတကယ်ကိုကြီးကျယ်ခမ်းနားလာတယ်အဲ့လိုမျိုးအသင်းမှာကစားဖို့အတွက်ကစားမတိုင်းကအိမ်မက်ပဲပေါ့နော်ဒါကြောင့်မို့ကျွန်တော်ရိုးသားပြောရမယ်ဆိုရင်ကျွန်တော်လည်း Chelsea အသင်းကိုပြောင်းရွှေ့ပြီးတော့ကစားခြင်းနဲ့Chelsea အသင်းရဲ့အစိပ်ပိုင်းတစ်ခုနဲ့ကျွန်တော်အနေနဲ့ပါဝင်ခြင်းနဲ့ပေါ့နော်ဒါကြောင့်မို့လို့ဒီ Granit Xhaka ပြောကြားခဲ့တဲ့အချက်လက်တွေကိုကြည့်မယ်ဆိုရင် Granit Xhaka Chelsea အသင်းရဲ့ကစားမသစ်ဖြစ်လာဖို့အတွက်တော်တော်လေးကိုနီးစပ်နေပါပြီ Chelsea အသင်းကလည်း Granit Xhaka ကိုဒီမနက်ပိုင်းကကျွန်တော်ထွက်ခဲ့တဲ့ပြောင်းရွှေ့ခြင်းတွေပေါ့နော်ပေါင်25သန်းနဲ့30ကျားမဟုတ်ဘဲနဲ့ပေါင်25သန်းအောက်လျှော်နေတဲ့ပမာဏတစ်ခုနဲ့ပဲဆန္ဒတဲ့အသင်းကိုကမ်းလှမ်းသွားမယ်ဆိုပြီးတော့အကြောင်းကြားခဲ့တယ်စိတ်အသက်33နှစ်ရွယ် Granit Xhaka အနေနဲ့ Chelsea တေးမှာနေပြရှာပြီးအလိုစုနဲ့ဒီလိုတစ်ဖက်ပြန်လည်လက်တွဲရတဲ့အချိန်မှာဘယ်လိုမျိုးခြေစွမ်းတွေပတ်သက်သွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်